ကဲဒီနေ့တော့လောလောကူကူမြဲမြဲဆန်ဆန်အရသာရှိရှိနန်းသေးနဲ့ညက်ခေါက်ဆွဲတုပ်စားပါတယ်ကြက်သားနဲ့ပေါ့နော်ဝတ်သားမစားတဲ့လူတွေကများနေတာဖြစ်တဲ့အတွက်ကြက်သားနဲ့တုပ်ပါတယ်အတုပ်မယ်ဆိုရင်တော့ထုံးစံအတိုင်းစီးကျက်ချက်တယ်ပေါ့နော်ပြီးရင်တော့ကြက်တုံအဖြူအနီစီတက်ငရုတ်တီအယောင်တင်မှုန်ထဲပြီးရင်စားပြားနေထားတဲ့ကြက်သားကိုထည့်ပါမယ်ဒါကတော့ခရမ်းကျင်နီနဲ့ငရုတ်တီအစတကားလေးထည့်တုပ်ပါတကားလေးထည့်ပြီးတော့စီတက်ပါတယ်ပြီးရင်စားပြားနေထားတဲ့ကြက်သားလေးကိုလုံးသွားအောင်ထည့်စီတက်ပါတယ်လုံးသွားပြီးအနှစ်လေးရပြီဆိုရင်တော့တုပ်လို့ရပါပြီဒါဟင်းအနှစ်မှာအငန်းအဆက်အကုန်အပြည့်စုံထည့်ထားတဲ့အတွက်ကျန်တဲ့အရသာတွေမထည့်တော့ပါဘူးဒီဟင်းအနှစ်နဲ့နန်းနန်းပင်နဲ့စီကျဲပဲမှုံထည့်ပြီးတော့တုပ်ပါတယ်ဒါအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးတုပ်စားတဲ့ခောက်ဆွဲတုပ်လေးပါအရသာကတော့ရှယ်အလုံးပဲကျေးဇူးများကြီးတင်ပါတယ်